မိန်းမတွေကလေယောက်ျားတွေမလိုအပ်အောင်လို့ပတ်စံကိုရှာတဲ့မှာတယ်ဟောဒီလိုပြောလိုက်တော့လာကြရမယ်ဘာကိစ္စနဲ့ငါတို့ယောက်ျားတွေကမလိုအပ်မှာလဲမင်းတို့ကလေးမှုမယ်ဆိုကျိန်းတယ်ပါငါတို့လိုကူလိုမှာကြီးကြီးကျယ်ကျယ်မပြောနဲ့ဆိုပြီး blah 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 နဲ့ complain နေလာကြတော့နော် stop complain တွေမပြောခင်မှာဒီကျမပြောမဲ့ဟာလေးကိုစုံအောင်လို့နားထောင်ကြည့်နော်အခုကျမပြောတဲ့အမျိုးသားတွေမလိုအပ်အောင်ဆိုတဲ့နေရာမှာလိုချင်တာနဲ့လိုအပ်တာနဲ့မတူဘူးဆိုတာကိုခွဲပြပြီးသိစေချင်တယ်ကျမပြောတဲ့အဓိပ္ပာယ်ကယောက်ျားမယူကြနဲ့ဟေးတစ်လုံးတယောက်တည်းနေကြတကူတဲ့တောက်ပကြအပြိုကြီးလောက်ကြဆိုပြီးမှပြောချင်တဲ့အဓိပ္ပာယ်လုံးဝမဟုတ်ပါဘူးနော်ချစ်ချင်းမြတ်တာနဲ့နှွေးထွေးမှုကိုလူတိုင်းလိုချင်တယ်လိုလဲလိုအပ်တယ်နော်ဒါပေမဲ့လို့လူတယောက်ကိုငွေကြေးရစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုရတအားတရားရာခိုင်နှုန်းမှီတီပြီးမရှိမဖြစ်လိုအပ်လွန်းလို့လက်ထပ်လိုက်ရတယ်သူနဲ့အတူတူရှိနေခြင်းနဲ့ပေါ့နော်လိုအပ်လွန်းလို့ဆိုတာထက်တယောက်တည်းလည်းဖြစ်တယ်သူမရှိရင်လည်းဖြစ်နိုင်တယ်ဒါပေမဲ့လို့ငါကလိုချင်လွန်းလို့ I want နော် I need မဟုတ်ဘူးလိုချင်လွန်းလို့သူ့ကိုရွေးချယ်ထားတယ်ဆိုတာမျိုးပဲဖြစ်တယ်စိတ်ပိုင်းဆိုင်ရာကြီးကလည်းတခြားသူရှိမှကိုကပျော်မှာမဟုတ်ဘဲနဲ့တခြားသူမရှိလေငါဟာငါ entertain လုပ်နိုင်တယ်ပျော်အောင်လုပ်နိုင်တယ်ကိုကောင်းကောင်းနားလေတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တင်ပါတယ်အထူးသဖြင့် financially ပေါ့နော်အမျိုးသမီးတယောက်ကလက်ထပ်တာဖြစ်စေလက်မထပ်ဘဲနဲ့ single ဖြစ်ပဲဖြစ်စေသူ့ရဲ့ဝင်ငွေကိုယ်ပိုင်ဝင်ငွေရှိပြီးတော့ independent ဖြစ်တဲ့လက်ထပ်ထားတဲ့သူကလည်းဒါကွဲချင်ကွာချင်လို့ဒီယောက်ျားကိုမပေါင်းချင်တော့လို့ပတ်စံရှာတယ်ဆိုတာထက်တကယ်လို့များကံမကောင်းအကြောင်းမလှလို့ဒီအိမ်တော်ကြီးကကွဲရတော့မယ်နော်ဖောက်ပြန်ခံရလို့ပဲဖြစ်တခုခု reason ကြောင့်လို့ကွဲရတော့မယ်ဆိုလို့ရှင်သူ့ဘာသူပြန်ပြီးရက်တည်နေအောင်လို့နော်အခြေမဲ့မသွားအောင်လို့သူ့ကိုယ်ကသူယုံကြည်မှုရှိနေအောင်လို့ဝင်ငွေတောက်လျှောက်အမျိုးသမီးတယောက်ကရှိနေတဲ့နဲ့ကိုမြင်ဘူးတယ်နော်အများကြီးပဲကိုယ့်ရဲ့ဆွေမျိုးထဲမှာလည်းအများကြီးပဲဒီ abusive ဖြစ်တဲ့အိမ်တော်ကြီးတစ်ခုကိုဒီအကြောင်းပြချက်တစ်ခုကြောင့်မလို့မယုံထွက်နိုင်မဲနဲ့ဆက်ပြီးတီးခံပြီးတော့မှစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ပေါင်းနေရတဲ့အိမ်တော်ကြီးအများကြီးပဲเนาะအဲ့ဒါကြောင့်မလို့ပါကိုယုံကြည်တာကတော့အကောင်းဆုံးကတော့ကြားရောအမျိုးသားရောအမျိုးသမီးရောဒီ financially independent ဖြစ်တဲ့နဲ့ကိုယ်ပိုင်ဝင်ငွေကိုစီရှိတဲ့နဲ့အဲ့ဒါမှပဲတယောက်နဲ့တယောက်လိုအပ်လို့တအားကိုမှီတီပြီးတော့ဒီ dependent ဖြစ်နေတဲ့ relationship မဟုတ်ဘဲနဲ့တကယ်လိုချင်လို့ရွေးချယ်ထားတဲ့နော် I want ဆိုရယ် relationship လေးအဲ့လိုမျိုးစိတ်နဲ့ရွေးချယ်ထားတဲ့ relationship တွေကပဲတကယ်ကိုစစ်မှန်တဲ့မေတ္တာနဲ့လွတ်လပ်ခြင်းနဲ့အပြည့်အဝချစ်နိုင်မယ်လို့ကိုကယုံကြည်ပါတယ်ဒါကြောင့်မလို့နှစ်ဖက်နှစ်ယောက်စလုံးအမျိုးသမီးတွေက of course ဖြစ်တင်တာเนาะ financially independent ဖြစ်တဲ့နဲ့ပတ်စံကိုယောက်ျားတွေမလိုအပ်အောင်လို့ရှာတဲ့နဲ့အမျိုးသားတွေကလည်းဘယ်လိုပဲဖြစ်ကိုယ်ပိုင်ဝင်ငွေရှိတဲ့နဲ့လို့ကိုကတော့ထင်ပါတယ်